အခုချင်းမရောက်တာနဲ့မြန်မာထမင်းဟင်းတန်တန်ပြပြနဲ့ရတာရှိကွာအဲ့လိုစားလို့ရမယ့်ဆိုင်ကိုရှာနေတာအခုတော့တွေ့ပါပြီဒီမှာပါတစ်ချက်ပြပေးပါမယ်ခုမြင်ရတော့ဆိုင်ရဲ့အပြင်စင်အနေထားလေးပါ decoration လေးတွေကရိုးရှင်းလေးနဲ့လာပါတယ်တင်ကြီးလေးတွေနဲ့အဲ့တော့အခုတစ်ချက်မှကြည့်ပါမယ်ဘာတွေရလဲဆိုတာပေါ့နော်ဒီမှာဆိုင်မှာကျတော့ဒီမှာမြန်မာထမင်းဟင်းရယ်ဒီမှာရေးထားတာတော့ hot pot ရယ်မာလာ European food တွေအကုန်ရပါတယ်အဲ့တော့တစ်ချက် menu ကြည့်ကြည့်ပါမယ်အမရေ menu လေးတစ်ချက်လောက်ပေးပါအမညီမကိုလေဟိုကပဇွန်ဟင်းတပွဲရယ်ဟုတ်ရွက်ကြော်ပါလေကရွက်ကြော်ကဆုံးပလဲရမယ်ဟိုပစုံရမယ်ဒီရွက်ဆုံးကြော်ရတယ်ရွက်ဆုံးကြော်တပွဲဟုတ်အဲ့တော့ခုမှထားလေးရပါပြီဒါကပဇွန်ဟင်းဒါကရွက်ဆုံးကြော်ဒါကကြတော့ငပိတိုးစရာပေါ့နော်အဲ့တော့ငပိတိုးစရာရင်ထည့်ဝိညာဉ်လားတော်တော်လေးကိုရတာရှိရပူလေးနဲ့စားလို့ကောင်းတယ်ဘယ်ဆုံးကြော်လေးစားကြည့်မယ်ချိုလေးနဲ့ပူလေးနဲ့ပြောဒီအသီးတွေရတာထူးထူးမိမိပါရွက်စုံရဒီပါလားငရုတ်သီးပွားကောင်းလာတာဒီနဲ့ကိုတယ်နဲ့ထပ်ထည့်လာဒီရမွေးနေပါတော့ကောင်းလားရတာရှိရหมูเลยမွေးပြီးတော့ချိုပြီးတော့စိတ်နေကောင်းတယ်ရအောင်တော့ကောင်းတယ်ထမင်းစားရမယ်ဆိုရင်အဲ့လိုဟင်းအနံ့အောင်အရင်ဆုံးရှူပြီးတော့မှလို့စားပို့ပြီးတော့ feeling အဲ့လိုပေါ့ပို့ပြီးတော့ဖြစ်တယ်အရသာရှယ်လို့ခံစား
ရသာလည်းရှိရယ်တန်းတန်းပြန်ပြန်လည်းရှိရယ်စားရတာတော်လုံးဝစစ်ကျင်းနေမှုရှိရပါအဲ့တော့ဟင်းမျိုးလေးကိုတောက်ကြည့်ပါမယ်ဟုတ်ရအောင်မျိုးကောင်းတာလေဘူးလေးနဲ့ချိုချိုလေး那就是ပြုတ်နေတယ်အမအရှင်းမအမအရှင်းမလောက်အဲ့တော့ဒီနေ့ကတော့စားလို့ပြီးပါပြီတော်တော်လေးကိုအဆင်ပြေပါတယ်အရသာလည်းရှိပါတယ်အဲ့တော့ဒီခုပြောချင်တာကသစ္စာရှိတဲ့ကောင်လေးတွေကရှာလို့မတွေ့နိုင်တာအရသာရှိတဲ့ထမင်းဆိုင်ကတော့ရှာလို့တွေ့နိုင်ပါတယ်တဒါ